ခွက်ပြောက်ဖို့ရသည့်ခြားသွားတဲ့စင်ပြန်ကြီးနောက်ဆုံးတော့လေဒုတိယပါပဲစင်ပြန်ကြီးတို့ကိုဂွာဒီယိုလာတတိုက်ကငမိုက်သားဖြစ်စမ်းဆိုပြီးတီးပေးလိုက်ကနှစ်သုံးနဲ့ယူနန်းသွားရပြီးအာကြီးရဲ့ပွဲအကြောင်းပြောရမယ်ဆိုရင်ဒီပွဲကိုဆရာနဲ့တင်တန်းသားလို့တောင်ခေါ်လို့ရပါတယ်တစ်ဖက်မှာပက်ဂွာဒီယိုလာတစ်ဖက်မှာမီခဲလ်အာတီတာဆရာနဲ့တပီးတို့တကယ်ကိုထိတိုက်တွေ့ကြတာပါပွဲအစမှာတင်အာဆင်နယ်ဘက်ကနည်းနည်းစိတ်လှုပ်ရှားနေတယ်လို့မြင်ရပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှစီတီကပထမဆုံးထိုးဖောက်နိုင်ခဲ့ပါတယ်ရိုင်ယန်ချက်ကီကဂေဘရီယယ်နဲ့ရိုက်စ်ကိုကြော်ဖြတ်ပြီးညာချီရှော့နဲ့ဘော်တမ်ကော်နာကိုလှလှပပတွင်းယူသွားပါတယ်ဒီဂိုးက quality finish လို့ပြောရမယ့်ဂိုးတစ်ကိုပါဒါပေမဲ့စစ်တီရဲ့ပျော်ရွှင်မှုကအကြာကြီးမခံပါဘူး2မိနစ်ပဲကြာပြီးအာဆင်နယ်ကပြန်တုံ့ပြန်ပါရဲ့ဂျန်လူဂျီဒိုနာရူမာဘောကိုပေါ်ပါကြိုက်ထိုင်းနေတဲ့အချိန်မှာဂိုင်ဟာဗတ်အင်တာဆက်လုပ်ပြီး equalizer သွေးယူသွားပါတယ်အဲ့ကူဝန်သွားတော့အာဆင်ပရိတ်တွေမသိရင်ကဘာဖလားရတယ်လို့အောင်ပွဲခံခဲ့ကြပါတယ်ပထမပိုင်းတစ်လျောက်လုံးပွဲက end to end ဖို့ဖို့ထီနေပါတယ် attacking intensity မြင့်ပြီး defensive mistake တွေလည်းတွေ့ရပါတယ်ဒုတိယပိုင်းဆက်တင်တဲ့အချိန်မှာစစ်တီးကပိုပြီးဖိအားပေးလာပါတယ်အဗ်ဒူခိုဒီခူဆာနိုဗ်ရဲ့ shot ကို block ခံရပြီးဟာလန်ရေရှုတ်ကလည်းဝူဘော့ထီထွားပါတယ်ဒီ movement တွေကဂူးလာတော့မယ်ဆိုတဲ့ feeling ပေးနေပါတယ်အာဆင်နယ်ဘက်ကတော့ဖလိုးမရသေးဘူးဆိုပေမဲ့ကောင်းတာအတက်မှာအန်တရက်ရှိနေတော့ပါပဲဟာဘတ်ရဲ့ chance ကိုဒိုနာရိုမာက save လုပ်နိုင်ခဲ့ပါတယ်အာဂျီဖန်တွေကျွေးခွေရမယ့်အချင်းကိုရောက်လာပါပြီအဲ့တာတော့ဟာလန်ကိုတွင်းတဲ့အချိန်မှာပဲအဲ့အချိန်မှာအာဂျီပရိတ်တွေတွားပြီးငါတို့တော့စီသူလွင်းထပြီးဆိုပြီးတွင်းနေလောက်ပါတယ်ဂေဘရီယယ်နဲ့ဟာလန်ဒို physical battle ကတကယ်ကြမ်းပါတယ်တခါတလေ headbutt attempt လုပ်တယ်လို့ဖြစ်ပြီး red ကမရတာကလည်း controversial moment တစ်ခုပါနောက်ဆုံးအခွင့်အရေးကို headrush ရခဲ့ပေမဲ့ header က net အပေါ်ကိုသာထိသွားပါတယ်အာဆင်နယ်ဖန်ဒီအတွက်ကြေကွဲစရာပါဒီရလာကြောင့်စစ်တီတာအာဆင်နယ်ကို3မှတ်သာကွာတော့ပြီးနောက်တပွဲနိုင်ရင်အမှတ်တူဂိုးကွာဟာချက်နဲ့အဆင့်တက်နေရကိုတတ်ထိုင်တော့မှာပါအာဆင်နယ်အတွက်တော့ဒီရှုံးနိုင်မှုကတကယ်ကိုထိခိုက်ပါတယ်လေးပွဲဆက် domestic defeat ဖြစ်ပြီး22ကြာဆောင်ခဲ့တဲ့တိုက်တဲ့ထက်မှန်ဝေးကွာနိုင်ပါတယ်စီတီဘက်ကတော့ moment တန်ရာနေပါတယ်သူတို့က9နှစ်အတွင်း4ကြိမ်တရထားပြီးဒီနှစ်လက်ထက်ယူနိုင်မဲ့အလားရှိနေပါတယ်အာဆင်နယ်ဖန်တွေကဒီနှစ်တော့ရမယ်ဆိုပြီးစောင့်နေတဲ့အချိန်မှာစစ်တီက wait not so fast လို့ပြောသလိုပါတယ်နောက်ဆုံးမှာတော့ဒီပွဲကတိုက်တဲ့ race ကိုဆုံးဖြတ်နိုင်တဲ့အရေးကြီးဆုံးပွဲတစ်ပွဲထင်နိုင်ပါတယ်မင်းအမြင်မှာတော့ဒီနှစ် Premier League ချန်ပီယံနာစီးတီးဖြစ်မလားဒါမှမဟုတ်အာဆင်နယ်ကမ်းဘက်လို့မလားပြည့်ချင်တဲ့ message ကလို့အာဆင်နယ်ဆိုတာစီဒိုလွင်ရဲ့တချင်းထဲကလို့ဒုတိယလူပဲဖြစ်နေအောင်မှာပဲဆိုတာပါပဲ